အောင်ပိုင်ကသူမရဲ့ကြောက်စိမ့်ဆက်ထိုးနဲ့အစွမ်းတွေကိုစုပ်ယူပြီးပြန်တိုက်တယ်။အာရွှန်ကလည်းအားနေတဲ့မိစ္ဆာလေးဖြစ်ပေမဲ့ရှောင်းပိုင်ကိုကာကွယ်ဖို့အစွမ်းကုန်ကူညီတယ်။တိုက်ပွဲကအရန်ကြမ်းတမ်းတယ်။နောက်ဆုံးမှာတော့မွေသခင်မကြီးပါရောက်လာပြီးသူမရဲ့တပည့်တွေရဲ့အစွမ်းကိုပါစုပ်ယူပြီးအစွမ်းထက်အောင်လုပ်ဖို့ကြိုးစားပါတော့တယ်။အခြေအနေတွေရှုပ်ထွေးပြီးအားလုံးသိမလို့ဖြစ်နေချိန်မှာအာရွှန်ဟာအစီရင်တစ်ခုကိုဖျက်ဆီးပြီးရှောင်းပိုင်ကိုကယ်တင်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဒီလောက်ရဲ့ကြောင့်ရွာတစ်ခုလုံးရေခဲတွေဖုံးလွှမ်းသွားပြီးအေးခဲသွားပါတော့တယ်။အာရွှန်ဟာရှောင်းပိုင်ကိုဖတ်ထားရင်းအေးဒဏ်ကြောင့်တဖြည်းဖြည်းအသက်ပြောက်သွားပါတယ်။သူမသေးခင်မှာရှောင်းပိုင်ကိုပြုံးပြပြီးငါတို့အတူရှိနေရတာဘလောက်ပဲတူတောင်းပါစေ။ဒါဟာတန်မိုးရှိပါတယ်ဆိုပြီးပြောခဲ့ပါတယ်။ရှောင်းပိုင်ကအာရွှန်ရဲ့ဝိညာဉ်ကိုကြောက်စိမ့်ဆက်ထိုးလေးထဲမှာတင်စီလိုက်တယ်။သူ့ဝိညာဉ်ကလူဘဝတန်တရားတဲကိုပြန်ရောက်သွားပြီဆိုတာသိလိုက်ရတယ်။အာရွှန်တည်ဆုံးသွားပြီးနောက်ရှောင်းပိုင်ဟာလူလောကကိုစွန့်ခွာပြီးနှစ်ပေါင်း900တိုင်တရားကျင့်ကြံရင်အာရွှန်ပြန်လည်ဝင်စားမဲ့နေ့ကိုစောင့်ဆိုင်းခဲ့ပါတယ်။နှစ်ပေါင်း900ကုန်ဆုံးသွားပါပြီ။ရှောင်းပိုင်ဟာအခုဆိုရင်တကယ်ကိုတည်ငြိမ်ရင့်ကျက်တဲ့မိမ့်မလှလေးဖြစ်လူလောကထဲကိုပြန်ရောက်လာတယ်။ရှောင်းချင်းလဲသူ့ဘေးမှာရှိနေတယ်။ရေကန်ပေါ်ကတရားလေးတစ်စင်းပေါ်မှာထီးလေးတစ်ချောင်းကိုကင်ပြီးလမ်းလျှောက်လာတဲ့လူရွယ်လေးတစ်ယောက်နဲ့ရှောင်းပိုင်တို့ဖျက်လျှောက်ရင်းမျက်လုံးချင်းစုံသွားကြတယ်။အဲ့ဒီလူရွယ်လေးကတော့အာရွှန်ဝင်စားတဲ့ဘွားတစ်ရှုရှံပါပဲ။ရှောင်းပိုင်ပြုံးလိုက်တယ်။သူမစောင့်မျှော်ခဲ့ရတဲ့သူပြန်ရောက်လာပြီလေ။ဒီဇလန်းကိုနားထောင်ပြီးရင်ချစ်ချင်းမြတ်တာဆိုတာဘဝအဆက်ဆက်စောင့်ဆိုင်ရကြိုးနဲ့တဲ့အရာတစ်ခုဆိုတာကိုခံစားမိစေမှာအသေးအချာပါပဲဒီလိုဇာတ်ကားလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို like and subscribe လုပ်ပြီးအားပေးကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်